ကြောက်ခင်းနဲ့ပြုတ်ခစ်ဦးကလာလူငယ်တော်နှစ်ပေါင်းထောင်ကြီးကလေးကမြန်မာပြည်ပေါ်တွင်လူသားများနေထိုင်ခဲ့ကြပါရဲ့။ AR မြို့ဝန်တလျှောက်တွင်ပြူမြို့ပြနိုင်ငံများဥပမာဝေတနုဟန်လူတရေခိတရာထုံးကဟေပြီးဗုဒ္ဓဘာသာနှင့်ယဉ်ကျေးမှုများစတင်အမြင့်တွေခဲ့ပါရဲ့။အနော်ထာမင်းကြီးဒီပကံထီနန်းကိုစတင်စိုးစံခဲ့ပြီးနောက်ပြန့်ကျဲနေသောမြို့ပြနိုင်ငံများကိုစုစည်းကပထမဆုံးမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့ပါရဲ့။ဤခေတ်တွင်ဗုဒ္ဓဘာသာသာသနာတော်အထွန်းကားဆုံးခေတ်ခဲ့ပြီးမြန်မာစာပေနှင့်အမှုပညာများစတင်ဖွံ့ဖြိုးခဲ့ပါတယ်။ဒုတိယမြန်မာနိုင်ငံတော်တောင်ငူခေတ်ဘရင်တော်မင်းတရားကြီးကဟန်သာဝတီကိုပဟိုပြုပြီးအရှိတောင်အာရှတွင်အင်အားကြီးဆုံး empire တစ်ခုဖြစ်စူးစီးခဲ့ပါတယ်။အလောင်းမင်းတရားကြီးကတကွေးတပြားဖြစ်နေသောနေမီများကိုပြန်လည်စူးစီးခဲ့ပါတယ်။ဤခေတ်ထိမြန်မာနောက်ဆုံးမင်းဆက်များစူးစံခဲ့သောခေတ်ဖြစ်ပါတယ်။19ရာစုအတွင်းအင်္ဂလိပ်မြန်မာစစ်ပွဲ3ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်1855ခုနှစ်တွင်မြန်မာနိုင်ငံသည်ဗြိတိရှတို့၏နယ်ချဲ့သိမ်းပိုက်ခြင်းကိုခံရခဲ့ပါသည်။ထို့နောက်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွတိုင်းရင်းသားခေါင်းဆောင်များ၏ကျူးပန်းမှုကြောင့်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်ဗြိတိရှတို့ထံမှလွတ်လပ်ရေးပြန်လည်ရရှိခဲ့ပါသည်။တပင်းတင်းတင်းဒီရနေနီးသူလေးလေတန်အင်းဒီမြတ်တာချင်းနေ